အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့အောင်လန်းဖိုးတင်နဲ့မျက်နှာတရားခိုင်းပထမပိုင်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားကြခြင်းဖြင့်အားပေးကြပါဦးခင်ဗျာဒီပင်ရွာလေးဓမ္မထက်တွင်လူတစ်ယောက်လမ်းလျှောက်လို့နေတယ်ထိုသူမှာရွာနောက်ပိုင်းရှိဗပဲဆရာဦးပြက်ကြီးပဲဖြစ်သည်နာမည်ရင်းမှာဦးတင်အောင်ဖြစ်ပြီးသူကဦးတင်အောင်ဟုတ်မိသူကမခေါ်ကြသည်အเจ้าမှာသူပြောလို့သည့်ဓာများမှာထပ်ပြီးပြက်လွန်းသောကြောင့်ဦးပြက်ကြီးကိုခေါ်တွင်ကြရမှာအမိတွင်သွားခြင်းပင်ဖြစ်သည်ယခုဦးပြက်ကြီးသည်ရွာလေလန်းတွင်ဒေါနဲ့မောနဲ့လမ်းလျှောက်နေပြီးသူသွားနေတဲ့နေရာမှာရွာလူကြီးဦးမောင်ကြီးအိမ်မဲဖြစ်သည်ညမကြသောအချိန်တွင်ဦးပြက်ကြီးတယောက်ရွာလူကြီးအိမ်သို့ရောက်ရှိလာပြီးရောက်သည်နှင့်ဦးပြက်ကြီးမှာတန်းလျားတွင်စိန်ကြကြဘေးတစ်စောင်းအိမ်နေသောရွာလူကြီးအားအတန်ခက်ကြခြင်းနဲ့တိုးလိုက်လေရွာလူကြီးသုံးလေးခုမြခေါ်ပါတော့လဲတုတ်မြပဲမလှုပ်တော့ကြဥပြက်ကြီးအတော်စိတ်ပြက်တိဟန်နဲ့အတန်ခတ်တိုးရေရွတ်လိုက်မိတော်အားကိုရမယ်ရွာလူကြီးပဲမျိုးရိုးကြောင့်သာရွာလူကြီးဖြစ်နေတာဘာမှအတော့မကြောက်ဘူးကိုပြက်ကြီးခမရဘာပြောတာလဲဗျကျုပ်ပြောတာခမရကြားလိုက်တာလားကြားတယ်ခမရစနိုးတွေကကျုံနိုးနေတယ်ဘာပြောမလဲစောင့်ကြည့်နေတာအဲ့ဒါများတကြီးရလဲဗျခမရဟန်ဆောင်နေရသေးတယ်ကျုပ်ပြဿနာကိုရှင်းပေးဗျကိုပြက်ခမရဘာဖြစ်တာတော့ခမရမိမမလုံးတုံးလင်ငယ်နေလို့လားဟာဗျာတကြီးရလဲပောက်ကရပြောတော့မယ်ကျုပ်မိမလင်ငယ်နေစရာလားဗျမတီးဘူးလေဗျာမင်းကငါ့ရင်တခါမှမလာဘူးတော့ဖြစ်နိုင်မယ်ထင်တာကိုမေးကြည့်ရတာမိမလင်ငယ်နေလို့များလားအားလာတိုင်တာလားတကယ်လို့အဲ့ကိစ္စသာဆိုငါနဲ့မဆိုင်ဘူးလို့ပြောမလို့ပါကွာတော်စမ်းပါဗျာကျုံမိမမလုံးတော့ဘယ်တော့မှလင်ငယ်နေမှာမဟုတ်ဘူးဗျစိတ်ချအေးပါကဲလိုင်းကိစ္စပါလဲပြောရွာလူကြီးဒီတန်းလျားတွေအိတ်နေရာမှာထားထိုင်လိုက်ပြီးမေးလိုက်ခြင်းပဲဖြစ်သည်ထိုအခါဥပြက်ကြီးသည်ဇပွဲကိုလက်သီးစုံနဲ့ခက်ဆတ်ထုလိုက်တာရွာရဲ့အကောင်တွေမကောင်းဘူးဗျာတကယ်မကောင်းရွာရဲ့အကောင်တွေကမလုံးတော့ဘာလို့လဲဟာမောင်ပြက်ကြီးရရွာလူကြီးခမရကြုံမိမမပိုင်စကားမပြောတတ်ဘူးလားစေတနာနဲ့မေးရပါကွာကိုပြက်မိမရိုးအားကြီးမဟုတ်လားသူစီကငွေတွေဘာတွေမြတ်ချီးပြီးပြန်မဆက်ချဘူးလားလို့အဲ့ဒါလည်းမဟုတ်ဘူးဒီကောင်တွေကျုပ်စီမှာဓာတ်တွေမှားပြီးဝင်မပေးပဲဓာတ်တော့ယူသွားတယ်အကျွေးသွားတောင်းတော့လဲသူတို့ဓာတ်မယူဘူးတဲ့ဓာတ်ပြန်ပေးဆိုတော့လဲမရှိဘူးဘာပြန်ပေးရမှာလဲဗျအဲ့ဒါဆိုတော်ဆိုးတာပဲပြက်ကြီးကသူများပစ္စည်းကိုယူပြီးထိုက်တဲ့ဖိုးခါတော့ပေးရမှာပဲမဟုတ်လားကျုပ်ရမှာနေပြီးအခုလို့ဖြစ်တာတော့ကျုပ်လက်မခံဘူးပြောစမ်းပါဦးအဲ့ဒါဘသူတွေလဲတကြီးကဘသူတွေရမှာလဲခမရသားဖိုးထွေးတောင်ပါလေးတယ်ဟေးငါသားဒီလိုလုပ်တယ်ဟုတ်လားဟုတ်တယ်ခမရသားကျုံရင်ကိုမီးနဲ့ရှိုးပြမဲ့တောင်ကျိန်းသွားသေးတယ်ဗျကျုပ်သားအားလောက်တောင်စိုးနေတာလားကဲဘသူတွေလဲဆိုတာကျုပ်ကိုပြောခဲ့ရွာလူကြီးမှထိုးသူပြောလိုက်တော့အခါဥပြက်ကြီးသည်တုတ်တိုက်မြည်သူမြည်ဝါဆိုသည်များကိုရေရွတ်ပြနေလျာရွာလူကြီးခမရမျက်လုံးပြူးသွားပါလေတော့သည်မင်းတို့တွေရှက်ဖို့ကောင်းတယ်ဓာတ်လေးချောင်းတော့ချောင်းလိုနေကြတယ်မင်းတို့ကအဲ့လောက်တော့မွဲနေပြီလားဟာဗျာရွာလူကြီးကျုပ်တို့ကိုခေါ်ပြီးဘာတွေပြောနေတာလဲဟဲ့အများကြီးမင်းတို့ပြောချင်တာအသက်တွေလည်းကြီးနေပြီငွေကြီးလည်းပြည်လေတယ်ဓာတ်တစ်ချောင်းလောက်ကိုဘာလို့အချောင်းလိုချင်နေတာလဲရွာလူကြီးကလည်းဗျာဘာတွေပြောနေတာလဲဗျာကျုပ်အိမ်မှာဓာတ်တွေမှာပေါ်လို့ငှက်ကြီးတောင်ရှိတယ်လေးကင်းလည်းရှိတယ်ဓမ္မလည်းရှိတယ်ကြံခုတ်တဲ့ဓာတ်လည်းရှိတယ်ကိုင်းခုတ်တဲ့ဓာတ်လည်းရှိတယ်တဆူးလည်းရှိတယ်အကုန်ရှိတယ်ဗျာဟဲ့အများကြီးတော်တယ်မင်းမဓာတ်တွေဒီလောက်များနေတာကိုပြက်ကြီးစီမင်းဓာတ်မှာပြီးအလကားလိုချင်နေရတာလေမင်းတို့ထိုက်တဲ့ဖိုးကတော့ပေးလိုက်လေကွာအာရွာလူကြီးကတော့လောက်ပြီဗျာကျုပ်တို့ကဓာတ်တစ်ချောင်းလောက်နဲ့လိမ်မလဲလားဦးပြက်ကြီးကကျုပ်တို့မယူပဲယူတယ်ကြီးလုံးနေတာဓာတ်တစ်ချောင်းနဲ့လောက်တော့ကျုပ်တို့ကမဟုတ်တာလုပ်ပါမလားဗျညာကြီးမှအကြောက်ကံငင်းနေတယ်လို့တခြားသူများလည်းညှင်းဆိုနေကြလေသည်ဟုတ်တယ်ကျုပ်တို့မယူဘူးဦးပြက်ကြီးရှောက်ပြောနေတာကိုပြက်ကြီးမှသူ့စီတွင်ဓာတ်ဝယ်ထားသည်ဟုပြောသဖြင့်
သူပြောပြတာတော့သူအကောင်လုံးအားခေါ်ယူစစ်ဆေးကြည့်ရအကောင်လုံးမှာလိန်ညာဟန်မရှိငင်းနေကြသဖြင့်ရွာလူကြီးမှများစွာစိတ်ညစ်လျက်ရှိထိုစဉ်ဖိုးထွေးမှအဘဖြစ်သူအရှိသွားလိုက်ပြီးစကားဆိုလေအဘဥပြက်ကြီးလိန်နေတာနော်ကျုပ်တို့တော့သူ့စီကဓားဝယ်ထားတယ်တဲ့ဘာပဲစဉ်းစားကြည့်ဗျာကျုပ်ကဝယ်ရင်တော့သူ့စီမှာအကျွေးဝင်ပါတယ်လားမဲကအကျွေးမပေးတဲ့အပြင်သူ့အိမ်ကိုပါပြီးရှို့မယ်ဆိုကျင်းနေဆိုကွထုတ်တယ်ဒီဗျာအပြိုလူကြီးရှိအကျွေးလာတောင်းတာကျုပ်တို့လူကြီးသားအကျွေးယူเสียလားဗျဟဲ့ကောကိုတွေပောက်ပြရမပြောနဲ့မင်းတောက်ထားတဲ့ထေးကျွေးငါကြီးဆက်နေရတာတော့ထဲ့ပြောဟာအဘရာရှောင်းမပြောသမ်းပါနဲ့ကူးပြက်ကြီးကိုသာအရေးယူပေးကျုပ်တို့သူ့ဓာတ်ကိုမယူပဲဓာတ်ကျွေးလိုက်တောင်းနေတာကူးပြက်ကြီးကလည်းညာတဲ့ပုံမပေါ်မင်းတို့ကလည်းညာတဲ့ပုံမပေါ်အဲ့တော့ကဲတယောက်ပြက်ကြီးကိုတော့ခေါ်စားကွာရွာလူကြီးမှတော့ပြောလိုက်တော့အခါလူငယ်လေးတယောက်တည်းအပြေးလွှမ်းနေပြက်ကြီးအားတော့ခေါ်လိုက်သည်ညမကြသောအချိန်တွင်ဥပြက်ကြီးမှတူကြီးတစ်ချောင်းကိုထမ်းပြီးရောက်လာလေသည်အကျွေးမရသောကြောင့်မျက်နှာမှာခတ်ထန်နေသည်ထို့အတွက်အကျွေးအတောင်းခံရသောပေပင်ရွာသားများမှမချီမနှက်ဖြစ်နေသောမျက်နှာတို့ဟာပြင်လိုက်ကြသည်မပြင်လို့ရလည်းမဖြစ်ဓားလို့ရတွင်ထုသောတူကြီးမှာဓားထုဖို့မဟုတ်ပဲသူတို့အားထုရန်အတွက်ယူဆောင်လာခဲ့ခြင်းဖြစ်နိုင်ကြောင်းကောင်းစွာသတိထားမိဖြစ်သည်ရွာလူကြီးတီကလည်းတူကြီးထမ်းမိရောက်လာသောကိုပြက်ကြီးအားစီးကျူ၍ပြစ်တင်စကားဆိုလေသည်ကိုပြက်ကြီးခမရဘာလို့တူကြီးထမ်းမိရောက်လာတာလဲဗျဘာလို့ရန်ဖြစ်ရင်ထုမယ်ဆိုတဲ့အတွေးနဲ့ယူလာတာလားလိုရဗရယူလာတာပါဗမ်ကြီးခမရသားအကြောက်အဆုံးဗျဦးပြက်ကြီးဒီစကားကိုခက်ပြက်ပြန်ပြောလိုက်ရာရွာလူကြီးမှာခေါင်းကိုညှိပြီးဘောင်ကြီးဆိုတဲ့ကျုပ်ရှိမှရန်ဖြစ်ရဲ့ဖြစ်ကြည့်စမ်းပါကြီးရရဲ့ငယ်တိုင်းလာပြောနေအကုန်လုံးတိတ်ကြုံရိုက်မှာရွာလူကြီးမှာထိုးသူအတန်ခက်ကြခြင်းနဲ့ကြိုတင်ပြောထားသောကြောင့်ဤသူမှအတန်မထွက်ရဲကြတော့မီထိုအခါရွာလူကြီးသည်ဥပြက်ကြီးကိုတန်းလျားရထိုင်ခိုင်းလိုက်ပြီးမေးမြန်းလိုက်လေသည်ကိုပြက်ခမားပါသာကျုပ်ရှိမှတောင်းဒီကောင်လေးရှိရနေကျွေးဥပြက်ကြီးသည်လည်းခေါင်းကိုဆင်းလိုက်ကဥစွာပထမဥမြကြီးအားကြည့်လိုက်ပြီးစကားဆိုလိုက်လေသည်ကဲညာကြီးအတားဖို့ပေးတော့ဘဲကွာဓာတ်ယူထားတာကြာပြီအခုထိမပေးဘူးဥပြက်ကျုပ်ခမားစီမှာဘယ်တော့ဓာတ်ကြွေးဝယ်ဘူးလို့တော့အေးမဝယ်ဘူးလို့လည်းမင်းကိုယုံကြည်နဲ့ပေးလိုက်တာပေါ့ကွာဟုတ်တယ်လေကျုပ်မှကြွေးမယူတာကျုပ်ကဘာကြောင့်ယူရမှာတော့အေးမင်းအကြွေးမယူဘူးလို့ပဲငါပေးလိုက်တာကွာခတ်တော့ခတ်နေပြီပြက်ကြီးညာကြီးမှလည်းတူတာမမှားကြောင်းမယူကြောင်းအခိုင်အမာညင်းသည်ဦးပြက်ကြီးဒီလည်းသူကိုယ်တိုင်တေချာပေးလိုက်သည်မဆိုသည်အလူကြီးဒီကမိတို့ဆုံးဖြတ်ရမှန်းမသိဖြစ်ကဦးပြက်ကြီးနဲ့ညာကြီးတို့အဖွဲရင်းခုန်နေကြသည်ကိုဆက်ပြီးနားမခံနိုင်တော့သဖြင့်စပွဲကောင်ကလက်ဖြင့်ခက်ဆက်ပုတ်လိုက်တို့ပေမဲ့မိသူမှမရက်ညင်းကြခုံကြစပွဲကောင်ကလက်နဲ့ပုတ်၍မရက်တော့ကြောင့်လူကြီးဒီအတန်ခက်ကြဖြင့်အားလုံးတိတ်ကြတန်းဟုပြောလိုက်လေတော်ကြစမ်းဟဲ့ကုန်တိတ်သူတို့ပြောတော့လဲအချီးကြီးတာသူဤလေးတန်းဒီကဥပြက်ကြီးနှင့်မြကြီးတို့၏ရင်းခုန်သောအတန်ကိုထိုးမဖောက်နိုင်ပေထိုအချိန်ရွာလူကြီးမလန့်မကန်းတွင်ခက်ရိုးလေးရက်ခါပြဿနာကိုလာရောက်ဆက်ဆူသောကိုပိန်သေးလဲအတန်ကုန်ဟစ်ပြီးအော်ဟင်းခေါင်းငန်းကတိတ်ခိုင်းလိုက်သည်ဟဲ့ကောင်တွေတိတ်ကြစမ်းလက်ခွေးထဲမှာလက်ပံပင်မော်ဆက်ရက်ကြနေတယ်လို့ပဲအားလုံးတိတ်ကြကိုပိန်သေးရဲ့ပုံစံမှာလဲတဘူကြီးဒုတ်ထက်နည်းနည်းတာပြီလက်မောင်းကိုပိုင်ဆိုင်ထားပြီးခြေသလုံးနဲ့ပေါင်ခွဲမရသောကိုပိန်သေး၏အတန်သည်လူနဲ့မလိုက်ပတ်စွာထောက်ပေါ်လာသောအခါမှာဥပြက်ကြီးနဲ့မြကြီးတို့ငင်းခုန်နေသည်မှာရက်သွားပြီးကိုပိန်သေးကဝိုင်းတီးလာလိုက်ကြသည်ထိုအခါမှကိုပိန်သေးသည်ရွာလူကြီးကိုလက်ညှိုးထိုးပြလိုက်ပြီးခမရတို့ဗျာလူကြီးကငြိမ်လို့ပြောနေတာခမရတို့ကမရက်တာနဲ့ရွာလူကြီးကိုတနာလို့អော်ပေးတာဗျထိုအခါမှမြကြီးတို့ဟာရွာလူကြီးမှပြစ်တင်ပြောဆိုနေတော့သည်မင်းတို့ကောင်တွေငါပြောနေတာကိုစောက်ကြည့်မဆိုင်ကြဘူးဟလားရွာလူကြီးကိုမင်းတို့အမေလင်ညာပတ်နေလားအိုင်လာပြီးဟိုအတန်းမီးလောင်တယ်လို့စူညမ်းနေတာပဲရွာလူကြီးမှဆဲဆိုကကြမ်းလေတော့မြကြီးတို့လူစုအတန်မထွက်ရဲတော့ပြီငိတ်ကုတ်လို့သာနေသည်ထို့နောက်ရွာလူကြီးသည်ဥပြက်ကြီးကိုကြည့်လိုက်ပြီး
ခမရလည်းဘာစကားမှမထွက်နဲ့တူမကတော့လှန်မဲယူလာမောင်ကြီးကဂယုမဆိုင်တာတူကိုင်နာအကျစ်ပါနေတော့တူမရှိရင်မနေတတ်လို့ယူလာတာပါရွာလူကြီးဟဲခမရတို့ကိစ္စနောက်မှကြောက်တခြားရှင်းပြီးပဲကဲအခုခမရတို့ပြန်တော့အိုင်းငွေလောင်းနဲ့ကိုပြက်ကြီးတို့ကမွဲမတော်ဘူးအဲ့လိုပဲမိုးကောင်နေလဲဓာတ်တလက်ဘိုးနဲ့မချမ်းသာသွားဘူးအဲ့ဒီဓာတ်ကိုသူတို့အတွက်ကကိုငွေလို့ပဲသဘောထားလိုက်ကိုပြက်ကြီးခမရဘာစကားပြောတာလဲကိုပြက်ကြီးစကားကြောင့်မြကြီးတို့မှာပကံမရက်နိုင်ဖြစ်လို့နေပြီပဲရွာလူကြီးမှာမျက်နှာကြီးတင်းပြီးကြည့်နေတော့ကြောင့်အားလုံးငြိမ်သက်လိုက်နေကြတော့သည်ဘေးပင်ရွာလေးတဲတွေအခုရက်ပိုင်းအထင်လွဲမှုများခက်စိတ်စိတ်ဖြစ်လာလေသည်ဦးပြက်ကြီးဓာဝဲသည်မဝဲဘူးမှစပြီးယခုလူတော်တော်များများအငင်းပွားမှုများဖြစ်ပြီးနေ့တိုင်းရန်ဖြစ်ချင်းမြင့်တာအချိန်ကုန်ဆုံးနေရသည်ယခုလေကျက်သမားကိုတိုက်ကြီးတယောက်သူ့၏ချက်ကိုမင်းအောင်ယူသားသည်ဟုဆိုကမင်းအောင်အိမ်သို့လာတောင်းနေသေးသည်မင်းအောင်ဟေးမင်းအောင်ကျုပ်လာပြီဗျာအမြန်လာစားမှာငါကောင်ရမင်းမလဲငါအိမ်လာသွားပြီးကြတဲ့ပြန်ကိုပေါ်မလာတော့ဗျာကိုတိုက်ကြီးဘာဒီပြောနေတာလဲငါချက်ဖကြီးကအထက်ပိုင်းကကျဲကွာတိတ်ရှားတာမင်းသိတဲ့အတိုင်းပဲနှက်ဝိုင်းနိုင်တာမင်းမို့လို့ငါငှားလိုက်တာကိုတိုက်ကြီးဘာဒီပြောနေတာတော့ဗျခမရပြောတာငါ့ကိုမလဲဘူးဟာမင်းအောင်နောက်မနေစမ်းပါနဲ့မင်းကလေအရေးထဲမှာတပတ်ပဲယူမယ်ဆိုပြီးအခု10ရက်လောက်ရှိနေပြီလေကွာပြန်လာမပို့လို့ငါလာယူတာမင်းအောင်တယောက်ကိုတိုက်ကြီးပြောသောစကားများကိုနားလည်ပုံမပေါ်ပဲခေါင်းကုန်လို့သာနေ၏ထိုအချင်းရာကြောင့်ကိုတိုက်ကြီးမှာစိတ်မရှိတော့ပဲအတန်ခတ်မှနဲ့စကားဆိုလေသည်မင်းအောင်မင်းကြက်မျိုးလိုချင်လို့ခါကြက်ဖကြီးကိုတပတ်လောက်ငှားပါဆိုပြီးငှားသွားတာလေဟာဗျာကျုပ်ကဘာလို့ကြက်မျိုးလိုရမှာလဲကြက်တိုက်တာလဲဝါသနာပါတာလည်းမဟုတ်ဘူးကျုပ်ကပြက်ဆက်ကတာပဲဝါသနာပါတာခမရကြက်ဖကိုဘာလို့ရမှာလဲမင်းတော်မင်းမနှောက်နဲ့ကွာငါအရင်ကြက်ဖတွေတော့ငါအမြဲရှုံးခဲ့တာမင်းတို့လည်းအတိအခုဒီကြက်ဖနန်းမှာပြန်နိုင်တာငါကြက်ဖပြန်ပေးပါကွာယောခမရကြက်ကျုံမယူပါဘူးဆိုဗျာမင်းတော်အဲ့နေ့ကမင်းကိုယ်တိုင်ငါစီငှားသွားတာပါကွာငါ့ကိုအရက်တစ်လုံးတော့ဝယ်တိုက်သွားသေးတယ်လေကွာခမရနဲ့တော့ခတ်နေပြီကျုပ်တကယ်မယူဘူးမင်းမယူရင်ဘယ်ခွေးမှသာငါလက်ထဲကနေယူသွားတာလဲခမရဘာသာမူယူနဲ့ဘသူမှမသိပဲပေးလိုက်တာနေမှာပေါ့ဟဲ့အဲ့နေ့ကငါတော့ကိုမတော့တာမင်းအခွက်ကိုငါတေချာမှတ်မိရဲ့ကွာဘာလဲခမရကျုပ်ကိုတခိုးလို့ဆွဆွဲနေတာလားမင်းတော်ကကိုချင်းတရားထီပါလာရင်တော့အသက်ကြီးတာငယ်တာမသိဘူးနော်အမေကြက်တခိုးကများတူတော်ကောင်းစကားလာပြောနေတယ်ဟဲ့လူခမရစကားကြီးလွန်လာပြီနော်ကျုပ်မယူဘူးလို့ပြောပြီးပြီမဲတော့ခွက်ကြီးကိုငါမမှတ်မိဘူးကွပြောင်းလိန်ပြောင်းစားမလုပ်နဲ့နော်မင်းမျက်နှာကအခုချိန်ကြီးကောင်းကောင်းမှတ်မိရဲ့အဲ့နေ့ကမျက်နှာကိုတိုက်ကြီးခမရစကားကြီးလွန်လာပြီနော်ကျုပ်ဘယ်တော့မှပြောင်းလိန်ပြောင်းစားမလုပ်ဘူးတော်စမ်းပါမင်းတော်မဟုတ်မှလွယ်ငါအဆင်ပြေနေတာကိုမနာလို့ငါကြက်ကြီးကိုမင်းဖြောက်လိုက်တာမဟုတ်လားခမရနဲ့ကျုပ်ဘာပြဿနာရှိလို့အဲ့လိုလုပ်ရမှာလဲကိုတိုက်ကြီးနဲ့မင်းနောင်တို့၏ပြဿနာတွေတစားနဲ့တစားအတော်ကြီးမားလာပြီဖြစ်ပြီးဒုတ်ဆွဲထားစေသည့်အနေထားသို့ပင်ရောက်လာကြသည်ထို့ကြောင့်ရွာသူရွာသားများရောက်လာကြပြီးဝိုင်းဝန်းဆွဲကြလေ၏ဟဲ့ကောင်တွေတရွာတဲ့သားချင်းတွေပဲကွာဒုတ်ဆွဲထားဆွဲနဲ့ကြားလို့မကောင်းပါဘူးဦးကြီးများဘာသိလို့လဲဒီကောင်မင်းတော်ရိုးလိုချင်တယ်ဆိုပြီးကျုပ်တိုက်ချက်ဖကြီးငှားသွားတာအခုပြန်လာတောင်းတော့သူမယူပါဘူးဆိုပြီးငင်းနေတယ်ဗျဟဲ့လူကိုတိုက်ကြီးခမရမဟုတ်တာတွေမပြောနဲ့ခမရတိုက်ချက်ကိုစိတ်ကိုမဝင်စားဘူးကြက်ဆိုအာလူးတို့ဘူးသီးတို့နဲ့ချက်စားရတာလွဲပြီးကြံတာကြိုက်ကိုမကြိုက်တာဗျနားတယ်လားအဲ့ဒါဆိုမင်းငါကြက်ကိုချက်စားပစ်လိုက်တာလားပြောစမ်းခတ်ပြီ
ခမည်းချက်ကိုယူကိုမယူပါဘူးဆိုတာနားမလဲဘူးလားမင်းငါကိုယ်တိုင်မင်းကိုဖမ်းပေးလိုက်တာကွပြောရင်းဆိုရင်ရန်ထဖြစ်ကြပြန်ကြောက်ဘေးရလူများထပ်မံဆွဲရပြန်သည်ထိုကိစ္စဒီတိုင်းထားလို့မသိဘူးဆိုကဝိုင်းဝန်းဆွဲပေးကြသောလူများအထဲမှအသက်အကြီးဆုံးဘာကြီးများသည်ရွာလူကြီးအိမ်သို့ပို့လိုက်ပါလေတော့သည်ပေတူးနှင့်တာအေးတို့နှစ်ယောက်ကိုတိုက်ကြီးနှင့်ကိုမင်းအောင်ရဖြစ်သည်ကိုမြင်ရသည်နှင့်များစွာစိတ်မကောင်းဖြစ်ကြလေသည်ရခင်ကသူတို့ရွာလေးသည်အမြဲစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နေစရာကောင်းလာသည်ယခုတော့သူတို့၏ရွာကလေးမှာဟိုနားရံပွဲဒီနားရံပွဲအတော်စိတ်မချမ်းသာစရာကောင်းနေပေသည်ထို့အတွက်ပေတူးမှာစိတ်ပြက်လက်ပြက်ဖြစ်ကညှဉ်းညူလိုက်လေသည်တို့ရွာလဲဘာတွေဖြစ်နေတယ်မသိပါဘူးကွာနေတိုင်းရန်တွေကြီးဖြစ်နေတာအခုဒုတ်တွေဓားတွေပါလာပြီရင်လေးစရာပဲအေးဟုတ်တယ်ငါစိတ်ထဲတိတ်ပြီးမတင်ကြတော့ဘူးပေတူးရေဘာလို့မတင်ကြတာလဲကွစိုးစမ်းပါအောင်ကွအခုဖြစ်နေတာကိုပဲကြည်လေနှစ်ယောက်လုံးကအမှန်တွေပဲပြောနေတယ်လို့ပဲကိုတိုက်ကြီးကလည်းသူ့ချက်ကိုတကယ်ငှားလိုက်ပုံရတယ်ကွအေးကိုမင်းတော်ကိုကြည်ပြန်တော့လဲတကယ်မငှားခဲ့တဲ့ပုံပဲတို့တွေကနှစ်ယောက်လုံးအကြောင်းသိနေတော့သူတို့မလိမ်ဘူးဆိုတာသိတယ်ဒီကိစ္စထူးတော့ထူးနေပြီမင်းပြောမှငါလည်းသတိထားမိတယ်ရွာထဲမှာအဲ့လိုထင်လွဲစရာကိစ္စကြီးကြုံရတာများနေပြီကွတို့တွေဘယ်လိုလုပ်ကြမလဲဘာကြီးအောင်စီအရင်သွားရမှာပဲပြီးမှဘိုးထင်ကိုသွားခေါ်ကြတာပေါ့အေးအဲ့ကောင်လည်းရွာမှာမနေနိုင်ဘူးအပြစ်သွားပြောနေကွအဲ့ကောင်အလုပ်တကယ်လုပ်နေတာအေးပေတူးနဲ့တာကြီးတို့ဒီစကားတပြောနဲ့လမ်းလျှောက်လာရာရွာလေလမ်းတနေရာတွင်ဖိုးထွေးနဲ့တာရတို့နှစ်ယောက်လုံးစုံလေသည်သူတို့နှစ်ယောက်သည်ပေတူးတို့နှစ်ယောက်ကိုမြင်သည်နဲ့ဖျောက်နေမင်းတို့ဘယ်သွားကြမှာလဲဟာဘာကြီးအောင်အိမ်သွားမှာဟုတ်လားငါတို့နှစ်ယောက်လဲဦးအောင်စီသွားမလို့ပဲကွကိုဖိုးထွေးတို့ကဘာသွားလို့ကြမလို့လဲရွာထဲကထူးထူးဆန်းဆန်းဖြစ်နေတယ်လေကွာဒါလုံးဝမယိုးသားဘူးအခုတားနဲ့ငါတော့ပြဿနာတက်လာကြတာဟောဗျာဘာပြဿနာတွေများတက်လာလို့လဲမင်းကောင်တာရာကိုအရင်မေးကြည့်လိုက်ကွာဖိုးထွေးမှထို့သို့ပြောသောအခါပေတူးသည်တာရာအားမေးမြန်းလိုက်လေသည်ကိုတာရာဘာဖြစ်လို့လဲဗျတေးမလို့နည်းနည်းပဲလိုတာကွာဗျာဘာများဖြစ်ရတာလဲဘာဖြစ်ရမှာလဲလှရင်ပေါ့ကွာသူ့ကိုအသားယူရဲဆိုပြီးတော့ဒုံးနဲ့လိုက်ခုတ်တာငါအရှောင်မြန်လို့တာပေါ့တာရာဤစကားကိုပေတူးနဲ့တာအေးမှာတိတ်ပြီးနားမလဲကြီးထို့ကြောင့်အကျိုးအကြောင်းရှင်းလင်းစီရန်ထပ်မံမေးမြန်းလိုက်ရာတာရာမှရှီလျားစွာရှင်းပြလာလေသည်ဒီလိုငါကောင်းရမနေ့ကလှရင်ရွာထိပ်ကလက်ပံပင်ကြီးအောင်မှာငါ့ကိုချိန်တယ်ငါလည်းအချိန်ကြီးကောင်းပြီဆိုပြီးတော့သွားတာပေါ့ကွာဟိုရောက်တာနဲ့ငါသူ့အနာကတ်သွားပြီးပခုံးလေးတန်းဖက်လိုက်တာပေါ့အဲ့ဒါနဲ့ငါ့ကိုပြောတယ်ကွာအရှက်မရှိဘူးလားတဲ့ငါလည်းမရှိဘူးလို့ပြန်ဖြေတာပေါ့ကွာငါလည်းအဲ့လိုပြန်ဖြေလိုက်ရော तू ကတိတယ်ဆိုပြီးဘေးနားမှာချလာတဲ့ကြံခုတ်တာနဲ့လက်ကိုခုတ်တော့တာပဲကွာငါအရှောင်မြန်လို့တာပဲဟမ် तू ကဘာလို့ခုတ်တာလဲငါလည်းမင်းလိုပဲမေးကြည့်လိုက်တာပေါ့အဲ့တော့လှရင်ကငါသူ့အပေါ်အသားယူလို့တဲ့ကွာပခုံးလောက်ဖတ်တာလောက်ကတော့အသားယူတာမဟုတ်ပါဘူးဗျာအမလှရင်ကလည်းပူကိုပူတယ်ငါလည်းမင်းလိုပြန်ပြောတာပေါ့ကွာအဲ့တော့လှရင်ကထက်ပြောတယ်ဟိုနေ့ကဘဲတရောင်းစားဒုက္ခကိုနောက်ကဖက်ပြီးမတော်တရော်တွေလိုက်ကင်တာလေတဲ့အဲ့ဒီကလေးကနင်းကိုတက်ချင်နေတာတဲ့လीညာကိုတာရအဲ့လိုလောက်တာတော့မရိုင်းတာပေါ့ဗျာပေတူးနဲ့တာအေးမှာတာရအားအတော်ကိုထူးဆန်းသောအကြည့်ရုံနဲ့ကြည့်လိုက်ပြီးပြောလိုက်ခြင်းပဲဖြစ်သည်ထိုအခါအနီးတွင်ရှိသောဖိုးထွေးလဲသူတို့နှစ်ယောက်အားတယောက်တစ်ချက်စီနဲ့ရင်းအုပ်လိုက်ပြီးမင်းတို့စိတ်ထဲရှိရတွေရှောက်ပြောမနေနဲ့တာရပြောတာကိုလည်းဆုံးအောင်နားထောင်ကိုဖိုးထွေးနဲ့ကိုတာရခမည်းတော်အကြောင်းတီးပြီးသားပါဗျာအထာပေးလို့ရှိရင်တရေမှတော့အလွတ်ပေးမဲ့လူတွေမဟုတ်ဘူးဒီကောင်တွေတော့လောက်ခိုင်း
ကျင်းပြန်ပြီးထင်တယ်အဲ့ဒါကွာနုစဉ်ကပါအခုအဲ့လိုမဟုတ်တော့ဘူးကွာဘာလဲအဲ့ထက်ဆိုးတာလားမင်းတို့နှစ်ကောင်ငြိမ်ပြီးနားထောင်မလားငါငြိမ်အောင်လုပ်ပေးရမလားမျက်နှာတီနဲ့ဖိုးထွေးမှထိုးထိုးစကားပြောလိုက်တော့ကြောင့်ပေတူးတို့နှစ်ယောက်ငြိမ်သက်သွားကြလေသည်ထိုအခါမှတာရမှဆက်ပြီးစကားဆိုလေသည်ငါအဲ့လောက်မရိုင်းပါဘူးကွာအခုချိန်ကြီးလှရင်လက်လေးပခုံးလေးပဲကင်မှုတာပါကွာသူပြောသလိုကြီးတော့ငါဖះပြပြကြမ်းပြပြမလုပ်ပါဘူးကွာအဲ့ဒါဆိုလူများမှားသလားကိုသားရအေးတာကြီးကငါလည်းမင်းလိုမေးတာပဲအဲ့လိုမေးမိလို့ဆိုပြီးဓာတ်နဲ့လှမ်းပေါက်တာနာကတ်လွဲသွားတယ်ကန်ကောင်းတယ်ခမရလည်းကြုံလိုက်ရင်ကြောက်စရာကြီးပဲဦးကဘာလို့ဓာတ်နဲ့ပေါက်ရတာလဲအဲ့ဒီတော့ကသူကငါခေါ်လို့တယောက်တည်းလာခဲ့တာတဲ့သူတို့တွေဟင်းရွက်သွားခူးတော့ငါနောက်ကလှမ်းခေါ်လို့သူတယောက်တည်းငါစီလာတော့လောက်တာတဲ့လေခမရဘာလို့သွားခေါ်တာတော့ဟက်ကောင်ရငါမဟုတ်ဘူးငါအပြင်အဲ့နေကဖိုးထွေးနဲ့ထဲကောင်သွားဝယ်တာရေအိုးစင်ကိုတာရမထိုးသူပြောလိုက်တော့အခါဖိုးထွေးသည်ဦးကောင်းကိုနှိပ်ပြီးလိုက်ပြီးဟုတ်တယ်ဒီကောင်အဲ့ဒီကငါနဲ့အတူတူရေအိုးစင်ရွာကိုသွားတာငါနဲ့အတူရှိမနေဘူးဆိုငါလည်းဒီကောင်ကိုယုံမှာမဟုတ်ဘူးလူပြိုလက်ဝက်မီးလေကွာမသိပါတယ်ဟုတ်တယ်ကိုသာရအဲ့ထက်တောင်ဆိုးသေးတယ်အမလိုက်ရင်လက်ပံပင်အောင်ချိန်တာနဲ့အခြေအနေကောင်းပြီတဲ့ကောက်ရိုးပုံဘေးများချိန်လိုက်လို့ကတော့အမလိုက်ရင်ဘဝမတွေးရစရာပဲဟုတ်ပါပေတူရအမလိုက်ရင်သာကောက်ရိုးပုံနာချင်းလို့ကတော့တရေနဲ့ဂျိုပဲကြံမယ်ထင်တယ်ပေတူနဲ့တာရေးသည်သူတို့ပြောစကားများကိုသူတို့သဘောကျပြီတဟီတဟားနဲ့ရီမောနေသည်ဖြင့်ဖိုးထွေးနဲ့တာရမှာနရင်ကိုတယောက်တစ်ချက်အုပ်လိုက်တော့အခါမှသူတို့နှစ်ယောက်မျက်နှာပိုးတက်ပြီးနောက်မှုတ်ကိုဖြင့်ဦးအောင်ကြီးအိမ်စီသွားနေကြပါတော့သည်ဖြိုးဘာကြီးရောကျုပ်တို့ပေတူးတို့ပါဗျအေးအိမ်မောတက်ခဲ့ကြလေကွာငါနေလို့သိမကောင်းလို့ဟေးဦးအောင်ကြီးစကားကြောင့်ဖိုးထွေးပေတူးတာအေးနဲ့တာရတို့သည်အိမ်ပေါ်သို့အလင်းစလိုတက်သွားကြသည်အိမ်ပေါ်ရောက်သောအခါတဆက်ဆက်တုံရင်နေသောဦးအောင်ကတွေ့လိုက်ရသဖြင့်ပေတူးမှအလန့်တကြားနှင့်တခြားသူများကိုစကားဆိုလိုက်သည်ဟဲ့လူတွေရှစ်အရန်မတိုးနဲ့ဦးအောင်တခုကတ်နေတယ်ဘာလို့တော့ဟာဟိုမှာကြည့်လေဗျာဆောင်းကြီးခြုံတုံနေတာလေဒီမကောင်းလို့နေမှာပါပေတူးရာအတန်လေးပါတုံနေတာလေဗျာခမရတို့ဘာမှမသိသေးပါဘူးဗျကျုပ်ကဘိုးထင်အနာအမြဲတမ်းနေနေတာဆိုတော့သိတယ်ပေတူး၏စကားကြောင့်ကြံသူများသည်ဦးအောင်နာသို့တိတ်မကန့်ဝင့်ကြပဲခလန်းလန်းကသာရက်ကြည့်လို့နေသည်တာအေးဒီကဦးအောင်ကိုလှမ်း၍မေးလိုက်လေသည်ဦးအောင်လားဘသူလဲအခုဦးအောင်ကိုထဲမှာဘသူဝင်နေတာလဲဟဲ့ကောင်တာအေးချမ်းရတဲ့အထက်ဘာတွေပြောနေတာတော့ကွမင်းတို့ဘာကိစ္စနဲ့လာတာလဲပြောဦးအောင်တခုပူးကန့်နေတာမဟုတ်ဘူးလားမင်းမေကြီးတော့ပဲလာပူးမှာဟေးငှက်ဖျားမိလို့ချမ်းနေပါတယ်ဆိုမင်းတို့ကောင်တွေကတမောက်ဦးအောင်တယောက်ငှက်ဖျားထပြီးတုံရီနေသည်ကိုတလွဲထင်နေသောပေတူကဖိုးထွေးမှတက်တရံမိနရင်အုပ်လိုက်ပြီးနောက်ဦးအောင်အားရွာကြီးအခြေအနေကိုပြောပြလိုက်သည်ထိုအခါဦးအောင်မှတုံရီနေသောအတန်ဖြင့်စကားပြန်ဆိုလေသည်ငါအထင်မျက်နှာတရားမင်းအောင်နဲ့ပတ်သက်နေမှထင်တယ်မင်းတို့တလဲကုန်းရွာကိုသွားဘိုးထင်နဲ့ဝေလာကိုသွားပြောငါကတော့ငှက်ဖျားထနေလို့ဘာမှမတတ်နိုင်ဘူးကွဟုတ်ကဲ့အဲ့ဒါဆိုကျုပ်တို့အခုပဲသွားလိုက်မယ်ဘာကြီးအောင်ဆေးဆရာတော့ပြင်ပေးခဲ့ရအောင်မလားရတယ်ငါစိတ်ညီမို့တောက်ထားတယ်မင်းတို့သာမြန်သွားကြချိန်ကြရင်ပြဿနာတွေကဒီထက်ပိုကြီးလာလိမ့်မယ်ဟုတ်ကဲ့အဲ့ဒါဆိုလေကျုပ်တို့သွားမယ်ဗျာသူတို့အိမ်ပေါ်မှာဆင်းမိကြံသောအခါမဘိုးထင်ကတယောက်အိမ်ပေါ်သို့တက်လာသည်မဘိုးထင်ကိုမြင်သောအခါဖိုးထွေးတို့သည်အိမ်ပေါ်မှမဆင်းသေးပဲအချင်းကြီးကိုစောင့်ကြည့်လိုက်လေသည်မဘိုးထင်သည်ဖိုးထွေးတို့အားနှုတ်မဆက်ပဲဦးအောင်အနားတွင်တောထိုင်လိုက်ပြီးနူးညံ့ညင်သာစွာဖြင့်စကားဆိုလေသည်အဘညီမကောင်းဘူးလားကျွန်တော်လည်းအလုံးမအားလို့မလာဖြစ်တာဦးအောင်မဘသူတော့ကွာကျွန်တော်ဘိုးထင်လေအဘမျိုးစေးကန်းသွားမလားကျွန်တော်လိုက်ဖို့မယ်လေမဘိုးထင်ဤအမေအားဦးအောင်မဖြေသေးပဲခြုံနားကြီးဆောင်အောင်ခေါင်းလေးပေါ်ရုံလှမ်းကြည့်လိုက်ပြီးမင်းကဘသူတော့ကျွန်တော်ဘိုးထင်လေဗျာထိုအခါဦးအောင်သည်မဘိုးထင်အားမိသည့်စကားမှပြန်မပြောပဲခြေနေကိုရက်ကြည့်နေတော့ဖိုးထွေးတို့အားအတန်ခက်ကြဲခြင်းနဲ့စကားဆိုလိုက်လေသည်ဖိုးထွေးတို့မင်းတို့ဘာလုပ်နေရလဲဘိုးထင်ဆိုတဲ့ကောင်ဝိုင်းသမားလိုက်ကြစမ်းကွာဗျာမနေနဲ့လှုပ်ဆိုလှုပ်စမ်းဖိုးထွေးနဲ့တာရဘလို့လှုပ်ရမှန်းမသိဖြစ်နေစဉ်ပေတူးနဲ့တာအေးမှဖြင့်လေးကွာကိုထုတ်ပြီးမဘိုးထင်နှစ်ဖူးတက်တဲ့ကိုပစ်လိုက်လေသည်
လေးဝမှန်သွားသည်နှင့်မောင်ဘိုးထင်၏မျက်နှာမှာရှုံ့နွံများနှင့်တဖြည်းဖြည်းဣကြလာလေသည်ထိုအချင်းရာကိုငေးကြည့်နေခြင်းမောင်ဘိုးထင်မှာအိမ်ပေါ်မှကမန်းကရန်ဆင်းပြေးသွားသဖြင့်ပေတူးနှင့်တာအေးမှာအိမ်ပတင်းပေါက်ကိုဖွင့်ပြီးပြည့်ထွက်သွားသောမောင်ဘိုးထင်အားလေးခွနှင့်လှမ်းပစ်လိုက်လေသည်ထို့နောက်အိမ်ရောက်ထိပါဆင်းပြီးပြေးလိုက်မိပြင်သောအခါဦးအောင်မှတားဆီးလိုက်လေသည်တာအေးတို့လိုက်မနေနဲ့တော့ညီမမဟုတ်ဘူးနေပါဦးမင်းတို့နှစ်ယောက်ဘိုးထင်မဟုတ်မှန်ဘလို့သိတယ်ဘာကြီးအောင်ရတယ်လွယ်ပါတယ်ဗျာဘိုးထင်ကမရိုင်းနဲ့ဗျဘသူကိုမှကျွန်တော်လို့မပြောဘူးရွာဦးဖုန်းကြီးကိုတောင်ကျွန်တော်လို့မပြောဘူးဘာကြီးအောင်ဆိုပို့ဆိုးပြီပေါ့ဒီကောင်ကကျုပ်တို့ဘယ်အချိန်ဘယ်နေရာမှာပဲတွေ့အရင်ပြုံးပြတာဗျရန်ဖြစ်ထားတဲ့အချိန်မှာတော့ကျုပ်တို့မြင်တာနဲ့ပြုံးပြသေးတယ်အခုလာတဲ့ကောင်ကကျုပ်တို့မြင်နေတာတော့မမြင်သလိုလုံနေတယ်လीအေးမင်းတို့ကောင်တော့တယ်ဟိုချီးဘောတော့နှကောင်ကတော့ဘာမှမသိဘူးဦးအောင်ဒီအခုမှအချမ်းပြေသွားဟန်ရှိသည်အဖျားကျသွားသောကြောင့်စကားပြောရမှာအတော်အဆင်ပြေသွား၏ထို့နောက်ဦးအောင်သည်တလဲကုန်းရွာသို့သွားမိဖိုးထွေးတို့ဟာငှားကြားစရာများကိုမှားကြားနေလိုက်သည်မင်းတို့တွေတတိကြီးထားရတော့အယောင်ဆောင်တွေများနေဒီကိစ္စကိုမြန်မြန်ရှင်းမှာပဲရတော့တယောက်နဲ့တယောက်လွယ်မယုံကြည်ကြနဲ့ကြားလားတော်ဘိုးထင်ကိုဒီကိစ္စမြန်မြန်တော့ပြောနော်တေချာပြောပြဒီကိစ္စအချိန်မီမရှင်းလင်းနိုင်ရင်ရွာပြက်ပြီးတာမှတ်ဦးအောင်ကြီးစကားကြောင့်ဖိုးထွေးတို့သည်အချိန်မဆွဲတော့ပဲဦးအောင်အိမ်မှနေ၍တလဲကုန်းသို့အမြန်ဒုံဆိုင်သွားလိုက်လေကြတော့သည်ဖိုးထွေးတို့အဖွဲတလဲကုန်းရှိဥဝေလာ၏အိမ်ရောက်ရှိချိန်ဥဝေလာနှင့်မောင်ဘိုးထင်ခရီးထွက်ဖို့ပြင်ဆင်နေသည်နှင့်တဲ့တိုးလေသည်လက်မနေလေးမိလိုက်သောကြောင့်အတော်ကန်ကောင်းသည်ဟုဆိုရမည်ဖြစ်သည်ဖိုးထွေးနှင့်တာရသည်ကပေပင်ရွာနှင့်ဖြစ်ပျက်နေသည့်ကိစ္စများကိုပြောပြလိုက်ရာဥဝေလာမှမောင်ဘိုးထင်ကိုကြည့်ပြီးစကားဆိုလေသည်ဘိုးထင်ဒုနှစ်ယောက်လုံးတွားလို့တော့မဖြစ်ဘူးအဲ့တော့မင်းနေခဲ့ကွာဟိုမှာလဲចောင်းဆောက်ဖို့ကိစ္စပြောထားပြီးသားကြီးဆိုတော့ငွေကသွားပြီးမှရမှာငါမသွားလို့ကလည်းမဖြစ်ဘူးမလားဟုတ်ကဲ့ဆရာကြီးပဲသွားလိုက်တော့ဗျာကျုပ်ရွာကျုပ်ကိစ္စကိုကျုပ်ပဲဖြေရှင်းလိုက်မယ်မျက်နှာတရားမင်းအောင်ရဲ့တပည့်တွေလောက်တာပဲနေမှာမင်းအောင်ကတော့မသိရင်တော့ပြန်ကောင်းလာဖို့အခြေအနေမရှိဘူးကျုပ်လည်းအဲ့လိုပဲထင်တာပဲအေးဒီကိစ္စရွာလူကြီးကိုတော့အတီးပေးမှရမယ်ထင်တယ်ကွာမင်းတို့တွေ့ရလုံးညီမပဲရမယ်ကျုပ်ပြောလိုက်ပါမယ်ဆရာကြီးလဲသွားရရှိတာသွားတော့လေကျုပ်တော့လဲရွာပြန်တော့မယ်အေးဘိုးထင်ဥဝေလာဒီကမောင်ဘိုးထင်တို့ကိုနှုတ်ဆက်ပြီးထွက်သွားလေတော့သည်ထို့နောက်မောင်ဘိုးထင်တို့သည်ရွာသို့ချက်ချင်းမပြန်သေးပဲအကျိုးအကြောင်းတိုင်ပင်ဆွေးနွေးကြလေသည်ကိုဖိုးထွေးတို့ပြောပုံအရဆိုရင်ရွာမှာနေတိုင်းပြဿနာတွေတက်နေတာပေါ့ဟုတ်တယ်တချို့ဆိုဒုတ်ဆွဲဓာဆွဲထိတောင်ဖြစ်ကုန်တာရုပ်ကတော့တော်တော်တူတာမင်းပါစီကတော့မင်းမျက်နှာနဲ့လူတယောက်ရောက်လာသေးတယ်ဟုတ်လားဟုတ်တယ်တာရင်နဲ့ပေတူးသတိထားမိလို့လေးခွန်းနဲ့ပြစ်လွတ်လိုက်တာပေတူးနဲ့တာရင်လောက်တာမှန်တယ်အခုကလေးကကျုပ်တို့တွေအချင်းချင်းတီးမဲ့စကားဝတ်တွေလှုပ်ထားကြအောင်အေးအဲ့ဒါအကျန်းကောင်းမယ်ကဲလာကြရအောင်ဒီတို့ဖြင့်မောင်ဘိုးထင်တို့သည်သူတို့အချင်းချင်းသာတီးသောစကားဝတ်များကိုတီထွင်လိုက်ပြီးပေပင်ရွာသို့ပြန်သွားကြပါတော့သည်မောင်ဘိုးထင်တို့သည်ရွာသို့ပြန်ရောက်ချင်းရွာလူကြီးအိမ်သို့ဦးစွာသွားလိုက်ကြသည်ညအချိန်လင်းနေပြီဖြစ်သောကြောင့်ရွာလူကြီးမှအိမ်တကားကိုပိတ်ထားပြီးလေဖြစ်ရာတာဖြစ်သူဖိုးထွေးမှတကားကိုလက်နဲ့ထုပြီးခေါ်လိုက်လေသည်အဘပြုတ်အဘတကားဖွင့်မအောင်ဗျာဟေးဘသူလဲအချိန်မတော်ကြီးကျုပ်ပါအဘသာဖိုးထွေးလေမင်းကွာအချိန်ကောင်းရင်လှုပ်ပြီအဘဘာဒီချိန်ကောင်းနေတာလဲစာဖတ်နေတာကွာရွာဦးเจ้าဆရာတော်ပေးထားတဲ့လောကနေဒီစာအုပ်ကိုဖတ်နေတာဩထို့နောက်ရွာလူကြီးသည်တကားဖွင့်ပေးလာပြီးတားဖြစ်သူဖိုးထွေးနှင့်အပေါင်းပါများကိုအချိန်မတော်တွင်တွေ့လိုက်ရသောကြောင့်အတော်အံ့ဩသွားလေသည်မင်းတို့လူစုံတက်ဆောင်ပါလားဟုတ်တယ်ဗျာကြီးအဘကိုပြောစရာရှိလို့လာခဲ့တာအေးအိမ်ထဲဝင်မော်ဘိုးထင်တို့အိမ်ထဲရောက်သောအခါမှရွာလူကြီးသည်ရေနံစီမီးခွက်ကိုထွန်းကြီးလိုက်လေရာရှာရှည်သောပေတူးမှရွာလူကြီးကိုကြည့်ပြီးစကားဆိုလိုက်လေသည်ဘာကြီးအဖောင်ထဲလဲစာဖတ်တတ်တာလားဗျစာဖတ်တာအချိန်ကောင်းနေတယ်ဆိုသည်အခုမှမီးခွက်ထွန်းတယ်အကျင့်ပါနေလို့ဟေးရှင်းပြီလားအတန်ကြားတာနဲ့မီးခွက်မှုတ်တတ်တဲ့အကျင့်ပါနေလို့ကွမင်းဆိုတဲ့ကောင်ရှာသိပ်ရှိတယ်ဟုတ်ပါဘူးကျုပ်ကလည်းပြီးချင်လို့မေးတယ်ပါဗျာပေတူးအပြောလျှော့မိပုံမပေါ်၍မော်ဘိုးထင်တရောင်နှင့်တွတ်လိုက်သည်မှ
တကောင်းသာငြိမ်သွားလေတော့သည်ညမကြသောအချိန်တွင်ရွာလူကြီးကတော့အကြီးတစ်တွေပါစရုံးကိုပြင်ဆင်ထုံးပြီးအိယာထဲမှထလာတော့သူတို့အနားတွင်လာထိုင်သဖြင့်တာအေးမှအကြီးအားမေးမြန်းလိုက်ပြန်သည်အကြီးလည်းမအိပ်သေးဘူးကိုစာဖတ်နေကြပဲလားတာအေး၏အမေကိုအကြီးတစ်တွေမဖြေပဲရွာလူကြီးမှတာအေးကိုစူးစိုက်ကြည့်လိုက်ပြီးမေးမေကြီးတော်ကြီးကိုဖတ်နေတာရှင်းပြီလားမင်းတို့ကောင်တွေချိန်မတော်ငါ့အိမ်လာပြီးနှောက်ယှက်နေတယ်ဒီကောင်တွေကွာရွာလူကြီးတယောက်ဘာတွေဖြစ်ပြီးဒေါကန်နေသည်မှမသိသူမျက်နှာကြည့်ရသည်မှာစိတ်ရှုပ်နေရရှိသည်ထိုအချိန်စိတ်แท้ရှိသည့်အတိုင်းကြောတတ်သောပေတူးမှတိတ်တိတ်လေးမနေပဲရွာလူကြီးကထပ်မံအထွန်းတက်လိုက်ပြန်သည်ဘာကြီးရလဲဗျာခတ်တော့ရွာဦးကျောင်းဖုန်းကြီးပေးတယ်စာဟုတ်တဲ့စိတ်ကြီးတိုးနေတာပဲစာဖတ်နေတာဟုတ်ရဲ့လားဗျာဟဲ့ကောင်ငါစာမဖတ်ပဲမင်းမေကြီးတော်ယူဖတ်ရမှာလားကွာလက်ခွန်းထဲမှာပဲမင်းတို့ကောင်နှကောင်အိမ်မောကနေကန်ချခြင်းနေပြီနော်ပေတူးနဲ့တာရီယာဖိုးထွေးဝင်ဟန်းလိုက်တော့အခါမှသာတကောင်းသားနှကောင်တိတ်သွားသည်ထို့နောက်ဖိုးထွေးသည်ရွာတွင်ဖြစ်ပျက်နေသည့်ကိစ္စအကြောင်းအရာများကိုတိုင်ပင်လိုက်လေသည်အဘရွာမှာဖြစ်နေတဲ့ပြဿနာတွေကြောင့်ခေါင်းခဲနေတာမဟုတ်လားအေးကွာငါလည်းဘလို့မှမစင်တတ်တော့မင်းတို့သိတဲ့အတိုင်းတို့ရွာလူတွေအကျဉ်းစာရိတ်တာကောင်းကြပါလားကွာသူတို့တွေကြည့်ရတာလည်းညာမဲ့ပုံမပေါ်ပါဘူးတကယ်တော့ဘယ်သူမှမလိမ်ညာဘူးအဘရွာသားတွေလူဟန်ဆောင်ပြီးလိုင်းလိမ်ညာနေတဲ့သူတွေကတက်တက်ရှိနေတာဖိုးထွေးကမင်းပြောတာငါသဘောမပေါက်ဘူးအဘသဘောပေါက်အောင်ဘိုးထင်ကပြောပြလိုက်မယ်ဖိုးထွေးမှမောင်ဘိုးထင်ကပြောပြရန်ခိုင်းလိုက်တော့အခါမောင်ဘိုးထင်သည်လည်းဖြစ်နိုင်သောအကြောင်းအရာများကိုပြောပြလိုက်လေသည်ဒီကိစ္စမျက်နှာတရားခိုင်းရင်လုံနေတာဘာကြီးသူတို့ရဲ့ခေါင်းဆောင်ကျုပ်တို့တမထားတာမကျင်နဲ့လို့ပြန်လောက်တာဖြစ်နိုင်တယ်မင်းတို့မကျင်နဲ့တာနဲ့ရွာကိုဘာလို့လောက်ရမှာလဲအဲ့နည်းကရွာလူတွေတော်တော်များများလဲပါတယ်လीဗျာနေအောင်ငါမရှင်းလို့သူတို့ကဘာလို့ပြဿနာတွေတက်အောင်လုပ်နေရတာလဲကျုပ်တို့ရွာသားတွေအချင်းချင်းခိုက်ရန်ဖြစ်အောင်လို့ရောဘာကြီးอ่ะအခုပဲကြည့်ကိုမင်းအောင်ကိုတိုက်ကြီးတို့ဒုဆွဲဓာဆွဲလောက်ကြတယ်ဆိုအဲ့လိုမျိုးတွေဇက်တိုက်ဖြစ်နေလို့ရှိရင်မလွယ်ဘူးလေဗျာအေးဟုတ်တယ်အခုတလောငါစီတာတိုင်းဟန်ရတယ်လေမနှဲဘူးပဲခိုးတာတွေကအစပါလာတယ်ခိုးတာကိုမျက်မြင်ကိုတွေ့တဲ့လူကတွေ့တယ်ခိုးတဲ့သူတွေကလည်းမဖြစ်နိုင်တဲ့သူတွေပါကွာသူတို့ကသာတခိုးလို့သွားဆွဆွဲရင်မလွယ်ကြောပဲမောင်ကြီးဟုတ်တယ်ရွာလူကြီးဒီတိုင်းသာဆက်သွားရင်ကျုပ်တို့ရွာတခုခုဖြစ်တော့မယ်မောင်မိုးထင်တို့နဲ့ရွာလူကြီးတို့ပြောနေသည်များကိုအကြီးသေးတယ်မှဘေးမှနေ၍တေချာနားထောင်နေပြီးအံ့ဩနေသည်ကိုမောင်ကြီးဘိုးထင်တို့ပြောသလိုဆိုရင်ရှင်ဘယ်လိုလုပ်မလဲရွာသားတွေကိုခေါ်ပြောပြရင်လေဒီကိစ္စဟိုးလီတကြောဖြစ်မှာအဲ့တော့ဘိုးထင်မဲဒီကိစ္စကိုရှင်းလိုက်ကွာလိုအပ်တာရှိရင်ငါ့ကိုပြောဖိုးထွေးတို့တာရာတို့လည်းဘိုးထင်ကိုဝိုင်းကူပေးလိုက်ကြားလားဟုတ်ကဲ့ဗျကဲမင်းတို့လည်းဒီမှာပဲတိတ်မှာမဟုတ်လားထမင်းရောစားပြီးရလားမစားရသေးဘူးဗျအေးမိဖို့ကြောင့်ထဲမှာချက်ထားပြီးသားရရှိတယ်ထမင်းကတော့မလောက်ဘူးမပြင်းရင်တော့ချက်စားပေါ့ဟင်းကတော့ဝတ်သားနှစ်ပိတ်တာချက်ထားတာရှိတယ်ကြိုက်တော့စားကွာဟုတ်ကဲ့ဘိုင်အေးငါစာပြန်ဖတ်လိုက်အောင်မယ်ကွာမိထုံးဖို့လည်းမမေ့နဲ့တော့ဘိုင်မင်းတော့ကွာမင်းတော့ရွာလူကြီးတယောက်ပေတူးဤစကားကြောင့်မကြည်မတာနဲ့ပြန်လဲပြီးအိယာဝင်သွားလေတော့သည်မောင်ဘိုးထင်ဒီကပေတူးနဲ့တာရေးကိုကြည့်ကမင်းတို့ကောင်တွေအသက်က73နှစ်ကျော်နေပြီအခုထိမပြောတတ်မဆိုတတ်နဲ့ထမင်းချက်ရင်ခေါ်လိုက်မောင်ဘိုးထင်မှခက်တီနဲ့ထို့သို့ပြောလိုက်ရန်ပေတူးနှစ်သားရေးသည်ညီတိစကားမှခွန်းတော့မပြန်ကြပဲအမြဲလွယ်နေကြဖြစ်သောသူ၏လွယ်အိတ်ထဲသို့လက်နှိုက်နေလျာမောင်ဘိုးထင်တယောက်မျက်နှာကြိုတွေးလိုက်ပြီးမင်းတို့ကလည်းဒါလေးစတာတော့စလို့မရဘူးလားမင်းတို့နားနေကြငါထမင်းသွားချက်လိုက်အောင်မယ်အေးအဲ့လိုအလိုက်သည့်ပညာတတ်တွေပါရင်နားမလဲဘူးငါလေးကွာငါရောလူရောမရွေးဘူးနော်အတူတူပဲပေတူးနဲ့တာရေးစကားကြောင့်မောင်ဘိုးထင်သည်ဖိုးထွေးကိုခေါ်ကထမင်းစားဖို့အတွက်အချိန်မတော်မှပင်ချက်ပြုတ်နေကြပါလေတော့သည်ဟုတ်ကဲ့ပါ
အောင်လန်းမိုးတင်နဲ့မျက်နှာတရားကိုင်းပထမပိုင်းလေးရတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီ။ဒါဆင်ပေးကြတဲ့ပရိသတ်များအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံပြီးပျော်ရွှင်တဲ့ဘဝလေးပိုင်ဆိုင်နိုင်ကြပါစေ။